speaking လဲစုံသွားပြီ IPA တင်တန်းလဲတက်ပြီးပြီဒါပေမဲ့ Lins ရဲ့ဒီအတန်ထွက်လေးကိုအခုချိန်ထိအတန်မထွက်တတ်သေးပါဘူးလို့ဆိုတဲ့ Lins ရဲ့ learners တွေအတွက်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်တော့အရင်ခက်ပါတယ်ဆိုတဲ့ဒီ diphthongs လို့ခေါ်တဲ့ oi vowel နှစ်ခုပေါင်းထားတဲ့ o အတန်နဲ့ e အတန်နဲ့ပေါင်းလိုက်တဲ့အခါမှာရတဲ့ဒီ oi oi ဆိုတဲ့ဒီအတန်လေးကိုအတန်ထွက်မှန်အောင်ဖတ်တတ်သွားမယ်လို့လင်းတရားရခိုင်တော့အာမခံပါတယ်ဒီအတန်လေးကသူက vowels နှစ်ခုကိုပေါင်းထားတဲ့ diphthongs လို့ခေါ်ပါတယ် consonant တစ်ခုနဲ့နောက်ထပ် consonant တစ်ခုကိုပေါင်းထားတာကို English မှာ digraph လို့ခေါ်ပြီးတော့ vowel မှာ vowel တစ်ခုနဲ့နောက်ထပ် vowel တစ်ခုထပ်ပေါင်းလိုက်တဲ့အခါမှာ diphthongs လို့ခေါ်ပါတယ်အဲ့တော့ဒီစကားလုံးလေးကအတန်ထွက်တွေကိုထွက်ပေးတဲ့ဒီသရနှလုံးရှိတယ်ပထမသရရဲ့အတန်က o ဒုတိယသရရဲ့အတန်က a ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာ o a o a ဟိုမြန်လေးပေါင်းလိုက်ရင် o a o a oi oi ဒီ a လေးကအရှိန်မယူပါဘူး a ရဲ့အစပိုင်းနည်းနည်းလေးပဲယူပြီးတော့ဖြောက်လိုက်မယ်အဲ့တော့ o a o a oi It's pronounced oi, oi. oi oi ပါ wine မဟုတ်ပါဘူးเนาะ wine လို့အတန်မထွက်ရပါဘူးအဲ့တော့ lins နဲ့အတူလိုက်ဆိုပေးပါ lins တခု pronounce လုပ်တိုင်းမှာအတန်ထွက်ပြီးတိုင်းမှာဗီဒီယိုလေးကို pause မယ်3ခါလိုက်ဆိုကြည့်မယ်နောက်တစ်လုံးကိုသွားမယ် pause လုပ်မယ်3ခါလိုက်ဆိုကြည့်မယ်ဒီလိုမျိုးဗီဒီယိုအဆုံးထိလိုက်လုပ်သွားပေးမယ်ဆိုလို့ရှိရင် I 100% guarantee you can pronounce confidently and fluently let's get started we have wine oi wine boy twine toy destroy destroy wise voice choice choice point point coin coin join join avoid avoid employ employ boyfriend boyfriend we have poison poison join joy noise noise noisy noisy it's true it's noisy outside so I have to come and make my video here in the room rejoice rejoice swine spoil appointment appointment disappoint disappoint and that's it for today's lesson I hope you enjoy I hope you learn something new and please don't forget to subscribe my channel and I will see you soon in the next lesson bye let's change your walk talk talk walk la walk la work la work la walk la တန်တဲ့အများနဲ့မှာကြတယ်ဟုတ်ဒီဗီဒီယိုမှာတော့ဒီ E လောက်တာ I မဟုတ်ဘူး